beer wine whiskey vodka ဒီတောက်စရာတွင်အားလုံးကပါကွာတယ်ဒီတောက်စရာတွင်ထက်မှာတစ်ခုခုကို health ဖြစ်တယ်လို့ပြောလို့ရလားသိပ္ပံပညာအရာပြောရမယ်ဆိုရင် safe amount of drinking alcohol ကပါတယ်အရက်နဲ့ပတ်သက်တဲ့ကိစ္စတွင်ပြောရမယ်ဆိုရင်စိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းကြောင်ရှိပါတယ် alcohol ရဲ့တမိုင်းကြောင်ကိုလှမ်းကြည့်မယ်ဆိုရင်လူတွေတမိုင်းထံတော့ပိုရှည်ကြပါတယ်ကံမကောင်းစွာနဲ့ကဘာပေါ်မှာရှိတဲ့ရွာတချို့နဲ့နယ်တချို့မှာရေတန့်ရဖို့အရန်ခက်ခဲပါတယ်ဒါပေမဲ့အရက်ကိုလွယ်လွယ်နဲ့ဝယ်ယူလို့ရပါတယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့စုံလို့ပါအခုပြပြတော့မယ့်အကြောင်းအရာကတော့လူတက်ဆန်အင်ကကောင်းလေးတယောက်ကြောင့်ပဲဖြစ်ပါတယ်သူ့ရဲ့နာမည်ကတူတာပဲဖြစ်ပါတယ်ကလေးဘဝတုန်းကတူတာဟာအရန်တော်လုံးပြီးတော့ရက်ွက်ထံမှာစံပြားသားလည်းပဲဖြစ်နေခဲ့ပါတယ်ပညာရေးမှာလည်းတော့လူမှုရေးမှာလည်းလိမ္မာမိဘတို့ရင်လိမ္မာလေးတားလည်းပဲဖြစ်ပါတယ်သူရကအရက်တေစာကိုဘယ်တော့မှမထိခတ်တယ်လို့ဒီအရာကိုလည်းသူလုံးဝစိတ်မဝင်စားခဲ့ပါဘူးနောက်တစ်မျိုးပြောရမယ်ဆိုရင်သူရကအရက်တောက်တဲ့လူတွေကိုအရက်ယုံနေလူပဲဖြစ်ပါတယ်အရက်သမားတွေမြင်ရင်လေသူရကဒီလူတွေကအရက်မရိုင်းနဲ့အရက်တော့ဖို့အတွက်ပတ်စံခိုးကြတယ်ပြီးရင်ရဲတဲ့စီမှာဖမ်းခံရကြတယ်ကိုမိဘတွေရင်ဂုံတိတ်ခါကိုဖျက်ဆီးတယ်လို့တတ်မှတ်ထားတာပဲဖြစ်ပါတယ်အသက်16နှစ်အရွယ်12တန်းအောင်ပြီးအချိန်သူရကကျောင်းကောင်းကောင်းလေးတစ်ခုမှာတက်ခွင်ရခဲ့ပါတယ်ကျောင်းအသစ်မှာတငယ်ချင်းအသစ်တွေရခဲ့ပါတယ်သူ့မိဘတွေရင် pressure တွေမရှိခဲ့ပါဘူးဒီနေရာမှာပဲသူကဘဝရဲ့ပထမဆုံးအချိန် alcohol ကို celebrate တစ်ခုမှာစမ်းတော့ကြည့်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျောင်းရင်စာမွေးဘက်မှာသူရကအမှတ်အများကြီးရတာကိုမြင်ပြီးတော့တငယ်ချင်းတွေကသူရကိုအရင်အားကျသွားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီဟာကိုဂုံပြူတဲ့အနေနဲ့တောက်ကြနေညမှာပါတီအတူတူလုပ်ဖို့ဖိတ်ခေါ်ကြပါတယ်ဒီကနေ့ပဲသူရကတခါတလေအယ်ကိုဟောတောက်တဲ့အကျဉ်ဖြစ်လာခဲ့ပါတယ်ပါတီတွင်ကိုတွားနေတာမလို့တငယ်ချင်းတွေအစ်စ်တွေရတဲ့အပြင်ကောင်မလေးပါရသွားခဲ့ပါတယ်ကြီးနေနေပဲတခါတလေတောက်တတ်တဲ့အချိန်ကလည်း weekend တိုင်းတောက်တဲ့အကျဉ်ဖြစ်လာခဲ့ပါတယ်တောက်ကြနေတိုင်းသူတို့အရက်တောက်ပြီးတော့တငယ်ချင်းတွေသူရရဲ့အရက်တောက်တဲ့စကေးကိုချီယူကြပါတယ်ဘယ်လိုမျိုးလဲဆိုရင်ဟိအောင်မေးတော်တောက်နိုင်တာပဲကွာမင်းတို့ကောင်နေတစ်ခွက်တောက်လိုက်ရင်မှောက်နေကြပြီတူရကိုကြည့်ဝစ်ကကိုရေတောက်တယ်လို့မျိုးတောက်နေတာဒီကိစ္စတွင်ကလတွင်နှစ်တွင်ကြာသွားပြီးတော့အဲ့လိုနေပဲတရက်ကြာတော့တူရရဲ့ကောင်မလေးကသူ့ကိုလမ်းခွဲလိုက်ပါတယ်အသက်ကွဲနေတဲ့တူရကိုသူ့ရဲ့တငယ်ချင်းတွင်ကဘာမှမဖြစ်ပါဘူးကွာစိတ်ညစ်တာတွင်ပျောက်အောင်အတူတူတစ်ခွက်လောက်တောက်လိုက်ရအောင်ဆိုပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်စိတ်ညစ်နေတဲ့တူရကအရက်တွင်ကိုနေတိုင်းတောက်လာခဲ့ပါတယ်ပညာရေးမှာလည်းသူစွမ်းဆောင်ရည်ကအော်တိုထိုးကြလာခဲ့ပါတယ်သူကသတိထားမိတဲ့အကြောင်းအရာကရှိသမျှ tension နဲ့ stress တွင်အကုန်လုံးမေ့သွားတာပဲဖြစ်ပါတယ်ဒါကသူကတယောက်တည်းဖြစ်နေတာမဟုတ်ပါဘူးတိတ်ပံပညာစူးစီးချက်အရာ alcohol တောက်တဲ့လူတိုင်းကအရက်တောက်ပြီးတဲ့အချိန်မှာစိတ်ထက်မှာအေးချမ်းသွားတာပဲဖြစ်ပါတယ်သူတို့စိတ်ထက်မှာဖြစ်နေတဲ့ပြဿနာတွေကိုရင်ထက်မှာခံစားနေရတဲ့ဝေဒနာတွေကိုအကုန်လုံးခဏတာပျောက်သွားတာပဲဖြစ်ပါတယ်ပြဿနာရှိတာတစ်ခုကတော့အဲ့လိုမျိုးတူညီတဲ့ခံစားချက်တွေကိုထပ်တူရဖို့အတွက်အရက်ထပ်တော့ရမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးလုပ်ပြရတဲ့အကြောင်းအရာကိုကျွန်တော်နောက်မှပြတ်သွားမှာပဲဖြစ်ပါတယ်စိတ်အေးချမ်းမှုအပြင်သူကခံစားရတဲ့အရာတစ်ခုကတော့အချိန်6နာရီကနေအချိန်8နာရီကြားမှာသူ့ရဲ့ဝမ်းနည်းမှုတွေကပြန်သူ့စီရောက်လာကြခဲ့ပါတယ်သူ့ကိုသူနောက်ရပြီးတော့ရှက်လာခဲ့ပါတယ်အဲ့လိုနဲ့ပဲ anxiety panic attack ဖြစ်လာရောသူကအိမ်ပြန်ရောက်လာတဲ့အချိန်သူ့ရဲ့မိဘတွေကသူ့ကိုမြင်ပြီးတော့အယံအံ့ဩသွားခဲ့ပါတယ်သူတို့ရဲ့အချစ်ဆုံးသားလေးကဘယ်လိုတော့အချင်းနေဆိုးရွားသားလဲဆိုတာကိုမြင်ပြီးတော့အယံဝမ်းနေခဲ့ပါတယ်သူတို့ရဲ့အမေကသူလုံနိုင်တဲ့အရာတွေအကုန်လုံးစူးစမ်းကြည့်ခဲ့ပါတယ်စိတ်ယောဂဆရာဝန်ရှိလဲတောက်ပြခဲ့ပါတယ်နောက်ဆုံးသူတို့ကိုအရက်ဖြတ်ဖို့အတွက်မျက်ရည်ကြံ့ငယ်ရည်ကိုတော့တိုက်ကြည့်ပေးခဲ့ပါတယ်ဒါပေမဲ့ဘာမှထူမလာခဲ့ပါဘူးအချိန်ကြာလာတဲ့အများသူတို့ကတခြားအရက်သမားတို့လိုမျိုးစိတ်မရှိတော့သလိုကိစ္စတိတိလေးတွင်ပေါ်လာတဲ့ဒေါသအများကြီးထွက်လာခဲ့ပါတယ်အချိန်ခဏလောက်ကြာပြီးနောက်မှာသူရကို arrange marriage လုပ်ပေးလိုက်ပါတယ်အိမ်တော်ကြာပြီး2ရက်ကြာတဲ့အချိန်မှာသူရရဲ့မိန်းမကသူအရက်တောက်တတ်တယ်ဆိုတာကိုသိသွားခဲ့ပါတယ်သူ့မိန်းမနဲ့အမေကသူရကိုပြောင်းလဲဖို့အများကြီးစူးစမ်းခဲ့ပေမဲ့ဘာမှထူမလာခဲ့ပါဘူးတရက်ကြာတော့သူရနဲ့သူ့မိန်းမနဲ့အကြီးကျယ်ရန်ဖြစ်ခဲ့ကြပါတယ်ရန်ဖြစ်နေတဲ့အချိန်ဒေါသထွက်သွားတာနဲ့သူရကသူ့မိန်းမကိုလက်ပါသွားတဲ့အပြင် TV မှန်ပါခွဲပလိုက်ပါတယ်။နောက်နေ့အမှုပြန်ဖြေတဲ့အချိန်သူမြင်လိုက်ရတာကသူ့အမေနဲ့သူ့ဝင်းမြတွေကပစ္စည်းထုတ်ပြီးတော့အမေဖြစ်တဲ့သူကငါရွှေမအိမ်မှာသွားနေတော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့နေ့အိမ်မှာလုံးဝမနေဘူးလို့ပြောပြီးထွက်သွားကြခဲ့ပါတယ်။အခုပြောတဲ့ဇလန့်က
အပြင်မှာတကယ်ဖြစ်သွားတဲ့ဇလန်ပဲဖြစ်ပါတယ်တကယ်ဖြစ်သွားတဲ့ကောင်းလေးရဲ့ privacy ကိုကာကွယ်ဖို့အတွက်ကျွန်တော်သူ့ရဲ့နာမည်ကိုပြောင်းပြီးသူရလို့ပေးထားတာပဲဖြစ်ပါတယ်အခုပြောသွားတဲ့အရာကသူရတယောက်တည်းဖြစ်နေတာမဟုတ်ပါဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာလူထောင်ပေါင်းများစွာအိမ်မှာအခုလိုမတူညီတဲ့ဇလန်တွေဖြစ်နေတာပဲဖြစ်ပါတယ်အရင်တော့ကအနာဂတ်တောက်ပါကြတဲ့မိသားစုတွေအိမ်တွင်ကိုအရက်ကလုံးဝဖျက်ဆီးသွားပါတယ်အရက်ဘယ်လိုအိမ်တွင်ကိုအဓိကဒုက္ခပေးတယ်ဆိုရင်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်အိမ်မှာပတ်စံရှာရတဲ့လူတယောက်တည်းဖြစ်နေတယ်ဆိုရင်ဥပမာတဝူတဲ့တော့အဖေဖြစ်တယ်ဒါမှမဟုတ်တဝူတဲ့တော့တားဖြစ်တယ်ဆိုရင်သူတို့တွေကပတ်စံရှာရတဲ့ဖီအားတွေအပြင်စိတ်ကျဉ်ချက်မှုတွေကပါရှိနေကြပါတယ်အရက်တောက်လိုက်တော့သူတို့တွေရင်ပတ်စံကိုကျူးဆောင်မှုတွေကိုအရက်တွေနဲ့အလကားဖြစ်သွားရောအရက်အများကြီးတောက်လို့ရှိရင်လူတွေကငွေကြေးဆင်းရတာမဟုတ်ပါဘူးသူတို့တို့ရင်အသက်ပါအနေဖြစ်စေပါတယ်ခင်ဗျားတို့ထင်မှာလူတော်တော်များများကကျွန်တော်ပြပြတဲ့ဇလန်ကိုနားထောင်ပြီးရင်ငါတော့တစ်ခါတလေပဲတောက်တယ်တော်ပါသေးတယ်ငါတော့သူရလောက်အရက်ကိုမတောက်ဘူးတစ်ခါတလေပဲတောက်ပေမဲ့အရက်သမားတော့မဟုတ်ဘူးလို့တွေးမိခင်လုံးဝမှားပါတယ်အခုဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်ခင်ဗျားတို့ရဲ့မျက်လုံးပွင့်သွားလိမ့်မယ်အရက်ကခင်ဗျားရဲ့ခန္ဓာကိုယ်ကိုဘယ်လောက်ထိခိုက်စေလဲ safe limit alcohol ကဘာလဲအရက်တောက်လိုက်တဲ့အချိန်ခန္ဓာကိုယ်ကဘာလဲဖြစ်သွားတာလဲ beer wine whiskey vodka ဒါတွေကဘာကွာလဲဒီမီးခိုးတွေရဲ့အဖြစ်တွေကိုဒီဗီဒီယိုထဲမှာကျွန်တော်နဲ့အတူလေ့လာကြည့်အောင်တကယ်တော့အရက်ရဲ့တမိုင်းကြောင်ကလူတွေရဲ့တမိုင်းကြောင်ထက်ပိုရှည်ကြပါတယ်ငငယ်တော့ကကြားခဲ့ရပြီးတော့လူတွေတောက်နေကြတဲ့အရက်ဆိုတဲ့အရာကဘာလဲအရက်က Homo sapiens ခေတ်ထဲစောပြီးတော့ရှိနေခဲ့ပါတယ်အပင်ပေါ်မှာရှိတဲ့အသီးတွေကအမီလွန်သွားရင်သူ့ထက်မှာပါတဲ့တကြားတဲ့တွင်ပုံများလာတယ်အဲ့ဒီ sugar တွေကကိုယ့်ဘက်ကို yeast ကိုဆွဲခေါ်လာတယ် single cell fungus organism ဖြစ်တဲ့ yeast ကအသီးမှာရှိတဲ့ sugar ကိုစားပြီးတော့အထဲမှာ chemical reaction တွေဖြစ်သွားတယ်နောက်ဆုံးတွေထွက်လာတဲ့အရာကcarbon dioxide နဲ့ alcohol ဓာတုဖြစ်စဉ်ကိုကျွန်တော်တို့ငငယ်တော့ကသိပ္ပံပညာဘာသာရပ်မှာလေ့လာခဲ့ရပြီးတော့ဒီဖြစ်စဉ်ကို fermentation လို့ခေါ်ပါတယ်။ carbon dioxide ကလေထဲကိုပြန့်သွားပေမဲ့ alcohol ကအသီးထက်မှာပဲကျန်ခဲ့ပါတယ်။သိပ္ပံပညာရှင်တွေပြောကြတဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူသားတွေရဲ့ဇက်မြစ်ဖြစ်တဲ့မြောက်တွေဟာအပင်ပေါ်မှာအမီလွန်နဲ့အသီးတွေကိုမြင်ပြီးတော့တခါတည်းစားလိုက်ကြတယ်။အစာပိုင်းမှာတော့သူတို့တွေကခေါင်းနေနဲ့မူးပေမဲ့ရိုင်းတိုင်းတိုင်းလေးနဲ့ဖြစ်မယ်ဒါပေမဲ့နှစ်တွေများကြီးကြာလာတော့သူတို့ရဲ့ခန္ဓာကိုယ်က fermented food စားနိုင်တဲ့ခန္ဓာရည်တွေရှိလာပါတယ်။ဒါကြောင့်ပဲအခုခေတ်ကလူတွေကအရက်ကိုကောင်းကောင်းတောက်နိုင်ကြပါတယ်။သိပ္ပံပညာရှင်တွေကဒီ theory ကို the drinking monkey hypothesis လို့ခေါ်ကြပါတယ်။ဒါပေမဲ့ဒီ hypothesis က100မှန်ကန်ပါတယ်ဆိုပြီးတော့တတိမပြရသေးပါဘူး။ဘာလို့လဲဆိုရင်တော့ fermented fruit မှာပါဝင်တဲ့ alcohol ဟာ2%လောက်ပဲရှိပါတယ်။နှစ်တွင်ကြာလာတဲ့အမျှဘယ်လိုနီးလန်းတွင်နဲ့ fermentation လုပ်လို့ရလဲဆိုတဲ့နီးလန်းတွင်ထွက်လာခဲ့ပါတယ်။ archaeologist တွေကတဲအောင်မှာရှိတဲ့ဂျေဟုဒေတာမှာ9000 BC အိုးထဲမှာစံစပစ်ဒီပြရည်တွင်တွေ့ရှိခဲ့ရပါတယ်။အဲ့လိုမျိုးပဲတူနီရဲ့ဖြစ်စဉ်ကို Israel Palestine Haifa ရဲ့ prehistoric cover မှာတွေ့ရှိခဲ့ရပါတယ်။ Okay ခုထက်မှာ2000ပေါင်များစွာတန်ရှိတဲ့ဘီယာတွင်လည်းတွေ့ရှိခဲ့ရပါတယ်။ရောင်နဲ့မူရစပတ်လိုအရာတွေကိုရေထဲစိမ့်ထားပြီးတော့တင်းတက်ထိပ်အခြေအနေမှာထားလိုက်ရင်လေထဲမှာရှိတဲ့ yeast ကတွားပေါင်းဆက်ပြီးတော့ fermentation စဖြစ်တဲ့အဲ့လိုနီလန်းတွေဘီယာထုတ်ကြပါတယ်ပထမဆုံးဘီယာထုတ်လို့တော့ကလူတွေဘာမှတော့မလုပ်လိုက်ရပါဘူးအပြင်မှာထားတဲ့ဂျုံကသူ့အလိုလိုဘီယာဖြစ်သွားခဲ့ပါတယ်အဲ့နီလန်းနဲ့ပဲဇဘီဒီကို fermentation လုပ်ကြပြီးတော့ဇဘီဒီနဲ့ရတဲ့ alcohol ကို wine လို့ခေါ်ကြပါတယ်ဒီဖြစ်စဉ်တွင်အကောင်လုံးကိုတဘာဝအတိုင်းလုပ်လို့ရပါတယ် natural sugar ပါဝင်တဲ့ဘယ်အသီးမဆိုသူတို့မှာ fermentation ဖြစ်စဉ်ကိုမြင်ရတယ်လို့သူတို့ရဲ့ကိုယ်ပိုင်ရှင်ကျ alcohol ထုတ်လို့ရပါတယ်ဥပမာပြောရမယ်ဆိုရင်မူရစပါးကနေဘီယာဇပီတိကနေ wine ဆန်ကနေ rice wine ပန်းတိကနေခန္ဓာငပြောတိကနေ banana beer ထုတ်လို့ရပြီးတော့ banana beer က Africa မှာအရင်နာမည်ကြီးပါတယ်ပြောင်းဖူးကနေရှီရှာထုတ်ပြီးတော့ South Korea မှာနာမည်ကြီးပါတယ်မတူညီတဲ့အသီးတွေကနေထောက်တဲ့ alcohol တွေမှာ alcohol ပါဝင်တဲ့ရာခိုင်နှုန်းမတူပါဘူး wine မှာပါဝင်တဲ့ alcohol ရာခိုင်နှုန်းက9 to 15 beer မှာကများသောအားဖြင့် alcohol percentage က4 to 8ပါဝင်ပါတယ် rice wine မှာကျတော့12 to 16 apple လေခန္ဓာမှာကျတော့4 to 8နောက်ထပ်သတိထားရမှာက fruit fermentation ကနေ ethanol ထွက်တယ်လို့ methanol လည်းထွက်ပါတယ်
methanol ကအသက်ကိုပါတစ်ခါတည်းတည်စေနိုင်တဲ့အထိပြင်းပါတယ် methanol ကိုလိုအပ်တာထက်ပိုသုံးမိရင်ချက်ချင်းတည်နိုင်တယ်လို့မျက်စိပါကွဲနိုင်ပါတယ်အဲ့ဒါကြောင့်ပဲအမီလိုနဲ့ fruit တွင်ကိုတိတ်မစားဖို့အကြံပေးခြင်းပါတယ်သဘာဝအတိုင်းဖြစ်တယ်ဆိုပေမဲ့လူတွေအတွက်အန္တရာယ်ရှိပါတယ်ဒီနေရာမှာလူတွေကလေးလာလို့ရတဲ့အရာတစ်ခုက fermentation ကနေရတဲ့ alcohol drink တွင်က alcohol ရာခိုင်နှုန်း16ထက်မပိုပါဘူးဘာလို့လဲဆိုရင်တော့အဲ့ထက်ပိုများတဲ့ alcohol က yeast အတွက်အရန်ကို toxic ဖြစ်တာမလို့ yeast ကနေသူ့ဘာသာတည်သွားတာမလို့ fermentation process ကသူ့ဘာသာရက်သွားပါတယ်ဒါကိုမြင်ပြီးတော့လူတွေက fermentation process ကရတဲ့ alcohol ကိုအပူပေးပြီးတော့လိုက်ပြီးတော့ရလာတဲ့အငွေကိုဖမ်းပြီးပြန်အေးခံလိုက်ရင်နောက်ဆုံးရတဲ့အရည်တွေမှာ alcohol ပိုများပါတယ်အဲ့ဒီအရည်ကလုံးဝ hard alcohol ဖြစ်ပြီးတော့ဒီဖြစ်စဉ်ကို distillation လို့ခေါ်ပါတယ်ဒီကနေရလာတဲ့အရာတွေကို spirits လို့ခေါ်ပြီးတော့ဘယ်လိုမျိုးလဲဆိုရင် whiskey rum vodka brandy လို့အရက်တွေရလာတဲ့ဒီတောက်စရာတွေအားလုံးမှာ alcohol က30 40 50 60ရာခိုင်နှုန်းလောက်ပါဝင်ပါတယ်ဒီနာမည်တွေအကောင်လုံးကိုတေချာနားလိုက်ခြင်းနေဆိုရင်တော့တိထရမှာအချက်ကဝင်းကန်နဲ့ brandy ကိုထောက်တာဘီယာကနေ distill လုပ်ပြီးတော့ whisky ရတဲ့ကျန်းချောင်ရဲ့ fermentation distillation ကနေရတဲ့အရာက rum ဖြစ်ပြီးတော့အာလူရဲ့ distillation ကနေ vodka ကိုရတာပဲဖြစ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့အရာကအာလူရဲ့ fermentation ကနေရတဲ့အရည်ကိုကျွန်တော်တို့ဓာတ်ရိုက်တော့လို့မရပါဘူးအဲ့ဒီအရည်အရန်ကိုအစိမ်းပြင်းပါတယ်အဲ့လိုမျိုးပဲ agave triculana အပင်ရဲ့ distillation ကနေရတဲ့ triculent ဖြစ်တယ်အခုနာမည်တွင်ဘယ်လိုမျိုးကွဲပြားလဲဆိုတာကိုနားလည်သွားပြီလို့ထင်ပါတယ်